ကမ္ဘာအလားဆုံးမြို့လို့သတ်မှတ်ထားတဲ့အီတလီနိုင်ငံကရေပေါ်မြို့လေးသို့မဟုတ် Venice မြို့တစ်ချိန်ကစစ်ပေးရှောင်ဒုက္ခသည်တွေနဲ့ပြည့်နှက်နေပြီးအညစ်အကြေးတွေနဲ့ဖုံးလွှမ်းနေတဲ့မြို့တစ်ခုဟာအခုဆိုရင်ဖြင့်ကမ္ဘာအလားဆုံးမြို့တစ်ခုဖြစ်လာခဲ့တယ်ဆိုရင်အံ့ဩသွားကြမလားလူတစ်ယောက်တောင်ကောင်းကောင်းရက်လို့မရတဲ့စိတ်မြေပေါ်မှာမြို့တစ်မြို့တိဆောက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးစိတ်မြေဆိုတာအလွယ်ပြောရရင်ရေတွေဖုံးနေပြီးတော့ပျော့နေတဲ့မြို့ကိုဆိုလိုချင်တာပါဒီလိုနေရာမျိုးမှာလူမပြောနဲ့အလေးချိန်အတော်အတန်ရှိတဲ့အရာတစ်ခုဆိုရင်တောင်မှပဲဒီမြေထဲကိုပျော့ဝင်သွားနိုင်တာပါဒါပေမဲ့လူတွေကဒါကိုစန့်ကျင်ပြီးတော့မဖြစ်နိုင်တာကိုမြို့တစ်မြို့အဖြစ်တိဆောက်ပြလိုက်တဲ့အပြင်အခုဆိုရင်ကမ္ဘာလက်ခီးသွားတွေမျက်စိကျနေရတဲ့အလှပဆုံးမြို့တစ်မြို့ဖြစ်နေခဲ့ပါပြီဒီတော့သူတို့တွေဘလို့များခက်ခက်ခဲခဲနဲ့တိဆောက်ခဲ့ကြတာလဲဒီမြို့ကိုခီးသွားတွေတန်းနဲ့ချီပြီးပါကြောင်သွားလာနေကြတာလဲဒီမြို့မှာကားလမ်းလည်းမရှိသလိုကားလည်းမရှိပါဘူးစိုက်ပျိုးမြေလည်းမရှိသလိုတောက်သုံးဖို့ရေလည်းရှားပါပါတယ်ဒါတောင်ကမ္ဘာအကောင်ဆုံးဘိသုကပညာရက်တွေကိုမြင်တွေ့နိုင်ရပြီးတော့နှစ်စဉ်လာရောက်လက်ပတ်ကြတဲ့နိုင်ငံခြားခီးသွားဧည့်သည်ပေါင်းတန်း30လောက်ကိုလည်းပိုင်ဆိုင်ထားနိုင်တဲ့နေရာပဲဖြစ်ပါတယ်ဒါကိုတော့ Venice မြို့လို့ခေါ်ပါတယ်ဒီမြို့မှာအရင်ကနေထိုင်ခဲ့ကြတဲ့သူတွေကစစ်ပေးရှောင်ဒုက္ခသည်တွေဖြစ်ပါတယ်ဖြစ်စဉ်ကတော့တက္ကရာ950ကျော်လောက်ကဟွန်လူမျိုးတွေဟာတစ်ကမ္ဘာလုံးကိုလက်ပတ်နေထိုင်နေကြတဲ့အချိန်ဖြစ်ပြီးတိုက်စီရရှိတာတိုက်တယ်သိမ်းစီရရှိတာသိမ်းတယ်ဒီလိုနဲ့ပဲအင်အားကြီးတဲ့လူမျိုးအတိုင်းဝိုင်းတစ်ခုဖြစ်လာခဲ့တယ်ဆိုပါတော့ဒီလိုနဲ့ရောမအင်ပါယာကြီးအားနည်းလာတာနဲ့အမျှသူတို့ကအခွင့်အရေးတစ်ခုရှာကြပါတော့တယ်ဟုတ်ပါတယ်ရောမအင်ပါယာကြီးကိုဖြုတ်ချဖို့ပါပဲဒါကြောင့်ပဲစတင်တိုက်ခိုက်ကြပါတော့တယ်ဒီလိုနဲ့ရောမကလူတွေအပြင်ပြင်သစ်ကလူတွေတော်တော်များများကထွက်ပြေးကြရပါတော့တယ်စိတ်မကောင်းစရာကရန်သူတွေပက်ပက်လေအဝိုင်းခံထားရတဲ့သူတို့အတွက်ထွက်ပြေးစရာဆိုလို့ပင်လယ်ပြင်ကြီးပဲရှိခဲ့တာပါဒါကြောင့်ငါးပန်းသမားတွေလယ်သမားတွေကဥဆောင်ပြီးတော့ကံရိုးရနာမှာရှိတဲ့စိတ်မြေကျွန်းတစ်ခုစီကိုအရဲစွန့်ပြီးထွက်ပြေးခဲ့ကြပါတော့တယ်ကြည်ရတာတေးရင်တောင်မှရင်းနစ်ပြီးပဲအသေးခံပဲရန်သူလက်ထဲတော့မသေးခြင်းမှုလို့ဆုံးဖြတ်ထားပုံရပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ဥတီသွားနေတဲ့နေရာကလူတစ်ယောက်ရဲ့အလေးချိန်ကိုတောင်မှကောင်းကောင်းမထိန်းထားနိုင်တဲ့စိတ်မြေတွေဖြစ်နေလို့ပါဒီဆုံးဖြတ်ချက်ကပဲသူတို့ရဲ့အသက်ကိုကယ်တင်ခဲ့တယ်ပြောရမလားလူကြမ်းရင်ထရန်တော်မှသွားကြထိုးတံဖြစ်သေးတာပဲလေအဲ့ဒီတုန်းကစိတ်မြေကိုရောက်လာကြတဲ့လူတွေဟာရေမြေရဲ့သဘောတရားကိုနားလည်ကြတဲ့လယ်သမားတွေနဲ့တငါသည်တွေဆိုတာကိုလည်းမေ့ထားလို့မရပါဘူးဒီတော့ဘယ်အချိန်ထိဒီမြေပေါ်မှာဆက်နေရမလဲမသိတာနဲ့ခိုနားစရာအိမ်တွေစောက်ဖို့ပုံစံအမျိုးမျိုးနဲ့အကြံထုတ်ကြပါတော့တယ်နောက်ဆုံးမှာအကြံရလိုက်တာကတော့ခရိုအေးရှားနိုင်ငံဘက်ကတစ်သားတွေကိုခုတ်ပြီးစိတ်မြေတွေကိုစိုက်ထားဖို့ပါပဲဒီလိုနဲ့ခက်ခက်ခဲခဲတစ်တွေခုတ်ပြီးတဲယူကစိတ်မြေကြားတွေကိုထိုးသွင်းခဲ့ကြပါတော့တယ်မြေမှာပြီးစိတ်ချရတဲ့အနေအထားထိစိုက်ခဲ့ပြီးပိုနေတဲ့တိုင်ကိုဖျက်ကြပါတယ်ဒီလိုနဲ့မြေကွက်တစ်ကွက်စာလောက်စိုက်လိုက်ကြပြီးအပေါ်ကနေပြန့်နေအောင်တစ်သားတွေခင်းလိုက်ကြပါတယ်ပြီးတော့မာပါရဲ့အကျန်းခံပါရဲ့ဆိုတဲ့Australian ထုံးကျောက်တွေကိုတစ်သားပေါ်ကနေတင်လိုက်ကြပါတော့တယ်ပြီးတော့မှလူတွေနေထိုင်ဖို့အတွက်အိမ်တွေကိုအဲ့ဒီအပေါ်မှာပဲစောက်လုပ်ခဲ့ကြတာပါနောက်ပိုင်းမှာတော့တဘာဝဘေးအန္တရာယ်တွေကြောင့်ပုံမခိုင်ခန့်တဲ့အိမ်တွေကိုစောက်လုပ်လာခဲ့ကြပါတယ်တစ်သားအိမ်တွေအစားအုတ်တွေနဲ့စောက်လုပ်လာကြတဲ့အပြင်ဘီလက်မြေအစားထုံးအင်္ဂရီကိုအသုံးပြုလာခဲ့ကြပါတယ်ထုံးအင်္ဂရီကိုအဓိကသုံးရတဲ့အကြောင်းကတော့ဘီလက်မြေတွေကအရန်မှကြောတာကြောင့်ပါပြီးတော့သူတို့ရဲ့အိမ်တွေကအရန်ပြောတဲ့စိတ်မြေတွေရဲ့အပေါ်မှာဆိုတော့မြေအပြောင်းလဲတွေရေပြင်မငိမ်တာတွေကတောင်တင်းနေတဲ့အိမ်တွေအတွက်ပြဿနာကြုံလာပါတယ်ဒါကြောင့်ပဲထုံးအင်္ဂရီတွေကိုသုံးဆွဲခဲ့ကြတာပါဒီလိုတိဆောက်တဲ့နီးစနစ်နဲ့ပဲနောက်ထပ်အနီးနားမှာရှိတဲ့စိတ်မြေတွေပေါ်မှာနေဖို့အိမ်တွေတိဆောက်ပြီးတော့သူတို့ရဲ့စစ်ပေးရှောင်စခန်းကြီးဟာလည်းပိုပြီးကျယ်ပြန့်လာခဲ့ပါတော့တယ်ဒီလိုစိတ်မြေကျွန်းလေးတွေပေါ်မှာတိဆောက်ထားတာကြောင့်ရေတွေဝန်းရံနေပြီးတော့တနေရာနဲ့တနေရာကိုလှေတွေနဲ့ပဲကူးတန်းသွားလာခဲ့ကြပါတယ်နောက်ပြီး Venice မြို့နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်တစ်ခုကိုပြောပြချင်ပါတယ်Venice မြို့လိုတိဆောက်ပြီးတော့နှစ်ပေါင်း900လောက်ကြာတဲ့အထိတောင်မှတနေရာနဲ့တနေရာတကြုံကနေတကြုံကူးဖို့အတွက်တရားတွေမရှိခဲ့ပါဘူးဒါပေမဲ့လူဦးရေတိုးပွားလာပြီးတော့စီးပွားရေးလုပ်ငန်းတွေကတဟုန်ထိုးတိုးတက်လာတာနဲ့အမျှနယ်မြို့ရဲ့အဓိကစီးပွားရေးလုပ်တဲ့နေရာကိုသွားလာဖို့အတွက်လွယ်ကူနေဖို့လိုအပ်လာပါတော့တယ်ဒီတော့ပထမဦးဆုံးတရားအဖြစ်ဖောင်နဲ့တိဆောက်ခဲ့ကြပါသေးတယ်နောက်ပိုင်းမှာပုံမခိုင်ခန့်ဖို့အတွက်တစ်သားတရားတိဆောက်ခဲ့ကြပေမဲ့မီးလောင်ပျက်စီးသွားခဲ့ရပါတယ်ဒါကြောင့်ကြောက်တရားတွေနဲ့အစားထိုးလာခဲ့ကြပါတယ်ဒီတရားကိုခိုင်ခန့်စေဖို့အတွက်အပေါ်မှာကျွန်တော်ပြောခဲ့တဲ့တစ်သားစိုက်တဲ့နည်းကိုပဲအသုံးပြုခဲ့ပြီးတော့တစ်သားပေါင်း100လောက်ကိုအသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်ဒါကြောင့်ပဲအတော်ခိုင်မာနေပြီးတော့ဒီနေ့အထိတည်ရှိနေသေးပါပဲနောက်ပိုင်းမှာတော့မြို့အနှံ့တရားတွေပေါ်ပေါက်လာခဲ့ပါတော့တယ်ဒီလိုပေါ်ပေါက်လာတဲ့တရားတွေကြောင့် Venice မြို့ကချမ်းသာလာတဲ့ဆိုတာကလည်းငင်းစရာမရှိပါဘူး Venice မြို့ကကားလမ်းတွေလူသွားလမ်းတွေနဲ့ရှုပ်ရှက်ခတ်နေတဲ့မြို့တစ်ခုမဟုတ်ပါဘူးလှေကိုပဲသုံးဆွဲတာကြောင့်ကုန်ပစ္စည်းတွေကိုအလွယ်တကူပဲတည်ယူပို့ဆောင်နိုင်ခဲ့ပါတယ်တရားတွေနဲ့လူသွားလမ်းချင်းချင်းလေးတွေပေါ်လာတာက
မလိုအပ်ဘဲလမ်းရှုပ်ထွေးမှုတွေကိုမဖြစ်စေတာကြောင့်တွာလာမှုပုံမလွယ်ကူလာခဲ့ပါတယ်။ဒါကြောင့်ပဲကုန်ပစ္စည်းတော်တော်များများကို Venice မြို့ကနေလွယ်ကူစွာဖြတ်သန်းပြီးကုန်းမြေတွေစီကိုပို့ဆောင်ခဲ့ကြပါတယ်။ဒီလိုမျိုးစီးပွားရေးနဲ့လူနေမှုအဆင့်တန်းတွေတိုးတက်လာတာကလူဦးရေကိုတိုးတက်လာစေခဲ့ပါတယ်။လူဦးရေများပြားလာတာကောင်းတယ်ဆိုပေမဲ့ဒီလူတွေတောက်ဖို့တောက်ရည်မရှိတာကပြဿနာဖြစ်လာခဲ့ပါတော့တယ်။ Venice မြို့ကရေပတ်လည်ဝိုင်းနေပေမဲ့အကုန်လုံးကရေငန်းတွေဖြစ်ပြီးတော့ရေချိုအတွက်ကမြို့ကြီးကနေလှေတွေနဲ့တည်ခဲ့ကြတာပါ။ဒါပေမဲ့လူဦးရေများလာတဲ့အချိန်မှာတော့ဒီနီလက်ကလုံလောက်တဲ့တောက်သုံးရေကိုဖန်တီးမပေးနိုင်တော့ပါဘူး။ဒီတစ်ခါလဲအကြံမကုန်နိုင်ကြတဲ့ Venice မြို့သားတွေကတော့မိုးရေကိုတောက်ဖို့ကြံစီခဲ့ကြပါတော့တယ်။သူတို့တွေကမိုးရေကိုစုဆောင်းဖို့စိတ်မြေပေါ်မှာပဲတွင်းကျဲကြီးတစ်ခုကိုတူးကြတယ်။ပြီးရင်ခိုင်ခန့်စေဖို့ရွှွန်စေးတွေနဲ့ကပါတယ်။ပြီးတော့အလဲမှာရေရင်းငယ်တစ်ခုကိုဖန်တီးထားပြီးတော့ကြံတဲ့နေရာတွေကိုတော့ရေတွေစစ်ပေးနိုင်တဲ့ကြောက်တွေကိုစုပုံပြီးထည့်ထားလိုက်ပါတယ်။ရေစိမ့်ဝင်နိုင်အောင်ပြုလုပ်ထားခဲ့တာပါ။ဒီနီလန်းကမိုးရွာတဲ့အခါကန်ကြီးတဲကိုရေတွေစိမ့်ဝင်လာစေပြီးတော့စုပုံကာရန်ထားတဲ့ကြောက်တုံးတွေကိုဖျက်ဆီးစေကရေတွေကိုစစ်ထုတ်ပေးပြီးအလဲမှာရှိတဲ့ရေရင်းတွေကိုလာရောက်စုစည်းစေခဲ့ပါတယ်။ဒီရေရင်းကပဲတောက်သုံးရေကိုရရှိကြပြီးတော့အခုချိန်ထိလည်းဒီနီလန်းကိုဆွဲဆွဲမြဲမြဲသုံးနေကြတော့မှာပဲ။ Ice Time တောင်မှအဖိုးခေါ်ရမယ် Venice မြို့သားတွေကိုနောက်ထပ်ပညာစမ်းစရာပြဿနာတစ်ခုရှိခဲ့ပြန်ပါတယ်။ဒါကတော့အညစ်အကြေးပြဿနာပါ။မြို့သူမြို့သားတွေတော်တော်များများကအမိုက်တွေကိုဖြစ်တယ်လို့ပြစ်လာကြတဲ့အပြင်မစင်တဲ့အညစ်အကြေးတွေကလည်းအရန်ကိုစိုးဝါးတဲ့ပြဿနာတွေကိုဖြစ်လာစေတာပါ။တာမန်မိန်လာစနစ်တစ်ခုနဲ့အလုံးမဖြစ်တဲ့ဒီမျိုးထဲမှာတော့မိန်လာစနစ်အသစ်တစ်ခုလိုအပ်နေတဲ့ဆိုတဲ့ပြရုပ်တစ်ခုပါ။ဒီကိစ္စကလူနည်းစုပဲရှိတဲ့အချိန်ကမစိုးရင်ခဲရပေမဲ့လူဦးရေများလာကစီးပွားရေးကျယ်ပြန့်လာချိန်မှာတော့လုံးဝအဆင်မပြေဖြစ်ခဲ့ရပါတယ်။ဒီတော့အကြံမကုန်နိုင်ကြတဲ့ Venice မြို့သားတွေကအခုလိုရှာဖွေတွေ့ရှိခဲ့ကြပါတော့တယ်။ဒါကတော့မြေအောက်ပိုက်လိုင်းတွေကနေတဆင့်စွန့်ပစ်ကြတာပါ။အဆောက်အုံတွေကနေစွန့်ပစ်လိုက်တဲ့အရာတွေကဒီပိုက်လိုင်းတွေကနေတဆင့်လမ်းကြားတွေတနည်းအားဖြင့်ရေတွေစီရောက်သွားမှာပါ။ကျွန်တော်တို့ငယ်ငယ်ကကြီးခဲ့တဲ့ကြော်ညာတွေမှလို့ပေါ်နေမှာမဟုတ်ဘဲနဲ့ပင်လယ်ပြင်ရဲ့ဆွဲအားကြောင့်စွန့်ပစ်အညစ်အကြေးတွေကိုပင်လယ်ပြင်အထိတွန်းပို့ပေးနိုင်ခဲ့တာပါ။ဒီလိုမျိုးပြဿနာတိုင်းကိုဖြေရှင်းနိုင်တဲ့မြို့သားတွေအနေနဲ့အခုချိန်မှာတော့မဖြေရှင်းနိုင်တဲ့ကိစ္စတွေတော်တော်များများကိုကြုံတွေ့နေကြရပါပြီ။ဒါကိုတော့အလားဆုံးမြို့ရဲ့အမောင်ပတ်ချမ်းလို့ခေါ်ရမလားပဲ။စစ်ဘေးရှောင်တွေပဲနေထိုင်ခဲ့တဲ့မြို့လေးကအခုဆိုရင်တော့ကဘာလက်ခီးသွားတွေနဲ့စီကားနေပြီးတော့ငကိုမြို့သားတွေတော့မှမြို့ပြင်ထွက်နေရတဲ့အထိပါပဲ။သူတို့ရဲ့မူလအိမ်တွေကိုခီးသွားတွေတဲခုတ်ဖို့အတွက်အခါကြီးငွေတွေနဲ့ငှားထားပြီးတော့နေထိုင်စရိတ်စားစရိတ်တွေကလည်းကြီးမားနေကြပါပြီ။ဒီမြို့မှာနှစ်စဉ်ခီးသွားတန်းနဲ့ချီပြီးရှိနေပြီးတော့ဒီလိုလူဦးရေများပြားလာတာကအညစ်အကြေးပြဿနာကိုပုံမဆိုးရွားစေပြီးတော့လက်ပတ်သူတွေကိုစီကံတင်ကျက်ရတာတွေရှိနေပါတယ်။ဒါအပြင်မာယာများတဲ့ပင်လယ်ပြင်ကြီးမှာမြို့တည်ထားတာဆိုတော့အရန်လှပတဲ့အချိန်တွေရှိသလိုမုန်တိုင်းလိုမျိုးတဘာဝဘေးအန္တရာယ်နဲ့ရင်ဆိုင်ကြရတဲ့အချိန်တွေကလည်းမနှဲမနှောပါပဲ။အတိတ်ကတော့ရည်ကြီးတဲ့ကိစ္စပါ။ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုက Venice လိုရေပေါ်မြို့လေးအတွက်စိတ်ပူစရာဘေးအန္တရာယ်တစ်ခုပဲဖြစ်ပါတယ်။ဒါတွေကိုတော့အနာဂတ်မှာဘလို့ကင်တွယ်ကြမလဲဆိုတာကိုစောင့်ကြည့်ဖို့ပဲရှိတော့တာပါ။အခုချိန်ထိ Venice မြို့ကကမ္ဘာအလားဆုံးမြို့တစ်ခုအဖြစ်ထိပ်ဆုံးနားမှာရပ်တည်နေပြီးဗီဒီယိုကိုအနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ကမ္ဘာပေါ်မှာအလားဆုံးမြို့တစ်မြို့ဖြစ်တဲ့ Venice မြို့ဟာဟွန်လူမျိုးတွေရဲ့ကျူးကျော်စစ်ကြောင့်ထွက်ပြေးခဲ့ကြရတဲ့စစ်ပေးရှောင်တွေရဲ့နားခိုစရာဖြစ်ခဲ့မှုတဲ့ဆိုတဲ့အကြောင်းကိုရှင်းပြပေးသွားတာပဲဖြစ်ပါတယ်။ဒါအပြင်ဒီမြို့ကလူနေလို့မရတဲ့စိတ်မြေပေါ်မှာရှိနေတာတော့မှအကြံကောင်းညံကောင်းတွေနဲ့မြို့တစ်မြို့ကိုထူထောင်ပြခဲ့တဲ့ Venice မြို့သားတွေရဲ့ကြိုးပမ်းမှုတွေကလေးစားစရာတစ်ခုအဖြစ်ကမ္ဘာတစ်ဝန်းကသတ်မှတ်ထားကြပါတယ်။မြို့သားတွေဟာတစ်ချိန်ကအခက်အခဲပေါင်းများစွာနဲ့အိုးအိမ်စည်းစိမ်တွေကိုစွန့်ခဲ့ကြရတဲ့စစ်ပေးရှောင်တွေဖြစ်နေတာတော့မှမလျှော်သောဆွဲနဲ့လောကဓာတ်ကိုရင်ဆိုင်ခဲ့ကြတဲ့တတိတွေဟာအင်မတန်အတူယူစရာကောင်းလာပါတယ်။ဒါနဲ့စကားမဆက်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒီတက်တောင်မှလှပတဲ့မြို့တွေရှိနေပါသေးတယ်။ဒါဆိုအခုဗီဒီယိုကိုကြည့်နေတဲ့သူတွေရောဘယ်မြို့တွေက Venice မြို့တက်ပိုလာတယ်ဆိုတာကွန်မန့်မှာပြောသွားပေးကြပါဦးနော်။